Hello မင်္ဂလာပါကျွန်တော်ကတော့အမီကကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့အမီကအစားအစာတွေကိုလာစားပြမှာမဟုတ်တယ်လို့ကျွန်တော်ညာမှာလည်းမဟုတ်ပါဘူးကျွန်တော်ဒီနေ့လာပြောမှာတော့အခုရပ်ပိုင်း social media မှာအရန်ကိုခေတ်စားနေတဲ့စာအုပ်အကြောင်းလာပြောမှာဖြစ်ပါတယ်ဘာစာအုပ်တွေလဲဆိုတော့ပထမတစ်အုပ်ကတော့ဟုတ်ပါတယ်ဆရာမကြည်အေးရဲ့ကျမပညာတေဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်နောက်တစ်အုပ်ကတော့အခုရက်ပိုင်း social media မှာအရန်ကိုနာမည်ကြီးပြီးခေတ်စားနေတဲ့အရန် review တွေလည်းအရန်ကောင်းနေတဲ့စာအုပ်ဖြစ်ပါတယ်ကျွန်တော်တမျိုးလို့မနေရှာဝယ်ခဲ့ရပါတယ်စာအုပ်တစ်အုပ်ဆိုင်မှာဒီတစ်အုပ်ပဲရှိတော့တာပါနောက်ဆုံးတစ်အုပ်ကိုကျွန်တော်ရခဲ့တာဖြစ်ပါတယ်အဲ့ဒါဘာစာအုပ်လဲဆိုတော့ဆရာတိုးဆောင်ရဲ့အကျဉ်းတူတီဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီနောက်ကျွန်တော်လည်းမဖတ်ရသေးပါဘူးတကယ်လို့ဖတ်ရှင်နေဆိုရင်ကျွန်တော်အမိဆိုင်မှာဘာမှမစားလဲပဲလာဖတ်လို့ရပါတယ်လာဖတ်ကြပါဒါပေမဲ့အင်္ဂါလို့တော့မရပါဘူးဗျာကျွန်တော်ပြောချင်တာလေကျွန်တော်ဆရာမကြီးရဲ့ဒီကျမပညာတေဆိုတဲ့စာအုပ်တက်ရှာတာမဟုတ်ပါဘူးကျွန်တော်ကဆရာမကြီးရဲ့တန်တာတက်တီဆိုတဲ့စာအုပ်တက်ရှာတာဖြစ်ပါတယ်ဒါပေမဲ့လည်းဆရာမကြီးရဲ့ဒီစာအုပ်ပဲကျွန်တော်ရခဲ့တာပေါ့ဒါပေမဲ့ဝယ်ခဲ့ပါတယ်ဆရာမကြီးရဲ့စာအုပ်တွေလည်းအရန်ကောင်းနေလို့ပြောကြပါလေအားကြောင့်ဝယ်ခဲ့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ